မကြခင်သူ့ကိုပြန်မြင်တွေ့ရမယ်လို့ပရိသတ်တွေကိုသတင်းစကားပါလိုက်တဲ့တာဝန်ချိုင်းပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျာမန်ချက်စတာဖုတ်ဘောဆောင်တင်ဆက်နေပါတယ်မွေထိုင်းလောကမှာဘယ်ခြေထောက်ကလာတဲ့မုံတိုင်းလိုတင်စားခေါ်ကြတဲ့တာဝန်ချိုင်းဟာလက်ရှိချိန်မှာအောင်မြင်ဆုံးတဲ့လူကြိုက်များဆုံးဖိုက်တာတွေကတယောက်ဖြစ်ပါတယ်သူရဲ့တိကျသေးကြတဲ့နီးစနစ်နဲ့ပြိုင်ဘက်ကိုအလဲထိုးနိုင်တဲ့စွမ်းရည်တွေကြောင့်မြန်မာပရိသတ်တွေပါဝင်ကမ္ဘာတစ်ဝန်းကပရိသတ်တွေရဲ့အားပေးမှုကိုရရှိထားသူဖြစ်ပါတယ်ဒါပေမဲ့ပြီးခဲ့တဲ့ကာလတွေမှာသူ့ရဲ့ပွဲစဉ်တွေပျောက်ဆုံးနေခဲ့ပြီးတော့ခြေထောက်ကျိုးတဲ့ဒဏ်ရာရရှိထားတာကြောင့်ပရိသတ်တွေကစိုးရိမ်ခဲ့ကြပါတယ်အခုနောက်ဆုံးထပ်ပေါ်လာတဲ့ထိုင်းဘာသာသတင်းစကားအရတော့တာဝန်ချိုင်းရဲ့ခြေနေကမိုးကောင်းခင်ပြန်လဲကြည်လင်လာမယ့်အနေအထားကိုရောက်ရှိနေပြီဖြစ်ပါတယ်။ထိုင်းဘက်ကလာတဲ့သတင်းရင်းမြစ်ရအဓိကအချက်၃ချက်ကိုတွေ့ရပါတယ်။နံပါတ်၁မကြာမီပြန်ဆုံကြမယ်။ See you soon လို့တာဝန်ချိုင်းကသတင်းစကားပါလာပါတယ်။ဒါကပရိသတ်တွေအတွက်အားတက်စရာအကောင်းဆုံးစကားပါပဲ။တရားကကုသလို့မရနိုင်လောက်အောင်စိုးရတာမျိုးမဟုတ်ဘဲနဲ့ပြန်လာဖို့အချိန်ကာလတစ်ခုသာလိုတော့တယ်ဆိုတဲ့သဘောကိုစောင်းတာဖြစ်ပါတယ်။မကြာမီဆိုတဲ့စကားလုံးကလာမယ့်လပိုင်းအတွင်းမှာသူ့ကိုလေ့ကျင့်ရေးခွင့်ထဲမှာပြန်လည်မြင်တွေ့ရနိုင်ခြေရှိတဲ့အကြောင်းညွှန်ပြနေတာဖြစ်ပါတယ်။နံပါတ်2အရင်ကခြေထောက်ကျိုးထားတဲ့အတွက်လမ်းလျှောက်ဖို့အခက်အခဲရှိနိုင်ခဲ့ပေမဲ့အခုခါမှာတော့တာမန်လူတယောက်လိုသွားလာလှုပ်ရှားနိုင်နေပြီလို့ဆိုပါတယ်။ဒါကအယိုးဆက်မှုလုပ်ငန်းစဉ်အောင်မြင်ကြောင်းပြသနေတာပါ။ဂျိုင်းတောင်မလို့တော့ဘူးအထောက်ကူမလို့တော့ဘူးဆိုတာကပြန်လည်ထူထောင်ရေးအဆင့်ကိုတက်လှမ်းနိုင်ပြီလို့ဆိုတာဖြစ်ပါတယ်။နံပါတ်3လက်ရှိမှာတော့တာဝန်ချိုင်းဟာလေ့ကျင့်ခန်းအပြည့်အဝမဆင်းနိုင်သေးပါဘူး။ဒါကအရေးကြီးတဲ့အချက်ဖြစ်ပါတယ်။တာမန်ဘွားမှာပုံမှန်ဖြစ်ပြီးဆိုပေမဲ့ဖိုက်တာဘွားအတွက်ပုံမှန်ဖြစ်ပြီးလို့မဆိုလိုသေးပါဘူး။သူကအနားယူပြီးတော့ခနာကိုအားပြန်ပြည့်နေတဲ့အဆင့်မှာပဲရှိပါသေးတယ်။ပြေးထန်တဲ့ sparring တွေ butt work ပြင်းမှတ်ကန်လေ့ကျင့်ခြင်းတွေကိုအပြေးအဝလှုပ်ဆောင်မှုစောလွန်းနေပါသေးတယ်။တာမန်ဖိုက်တာတယောက်တဲ့ခြေထောက်တန်ရာကအရေးကြီးတယ်ဆိုရင်တော့မှတာဝန်ချိုင်းလိုဖိုက်တာမျိုးတွေကတော့အသက်တမအရေးကြီးပါတယ်။တာဝန်ချိုင်းရဲ့အဓိကလက်နက်ကသူ့ရဲ့ဘယ်ခြေကန်ချက်ဖြစ်ပါတယ်။အဲဒီခြေထောက်ကပြန်မဲ့လက်မောင်းကိုရိုက်ချိုးနိုင်တယ်လို့နံရိုးတွေကိုလည်းအပ်သွားစေနိုင်ပါတယ်။အခုတန်ရာရရှိသွားတဲ့နေရာကသူ့ရဲ့အားပြုတဲ့ခြေထောက်ဖြစ်နေတာကြောင့်အရန်တတိထားနေရတာပါ။ကျိုးသွားတဲ့ရိုးကိုပြန်ဆက်တဲ့အခါမူလထက်ပိုမှသွားရတယ်လို့ဆိုကြပြီးမြဲပြန်လဲကုသရကာစားအချိန်မှာတော့ထပ်ပြီးတော့ထိခိုက်ဖို့လွယ်ကူပါတယ်။တာဝန်ချိုင်းအနေနဲ့ခြေစလုံးကိုအသုံးချပြီးတော့ကန်ရတာမလို့အယိုးပြေဝမမာပဲနဲ့ပြန်ကန်မိရင်ဒဏ်ရာဟောင်းပြန်ပေါ်လာနိုင်ပါတယ်။တာဝန်ချိုင်းကအငြိမ်ကန်တဲ့ဖိုက်တာမဟုတ်ပါဘူး။လှုပ်ရှားမှုမြန်ဆန်ပြီးတိကျတဲ့တိုင်မင်ကိုယူသူဖြစ်ပါတယ်။ခြေထောက်မတန်ရင်သူ့ရဲ့ဟန်ချက်နဲ့ရှောင်းတိန်နိုင်စွမ်းကျဆင်းသွားနိုင်ပါတယ်။တာဝန်ချိုင်းနားယူနေတဲ့အချိန်မှာ1 featherweight မွေထိုင်းတန်းကငြိမ်မနေပါဘူး။စိန်ခေါ်သူတွေကတန်းစီနေကြပါတယ်။လက်ရှိမှာတော့ဂျွန်နဝက်နဲ့စူပါဘုံတို့ကတာဝန်ချိုင်းနဲ့ထိပ်တိုက်ရင်ဆိုင်သွားဖို့ဆန္ဒပြင်းပြနေကြပါတယ်။တာဝန်ချိုင်းအနေနဲ့ပြန်လာချင်း1 match fight ပွဲငယ်တစ်ပွဲထိုးခွင့်ရမလားဒါမှမဟုတ်ချန်ပီယံဖြစ်တဲ့အတွက်ချက်ချင်းပွဲကြီးပွဲကောင်းအနေနဲ့ရင်ဆိုင်ရမလားဆိုတာစိတ်ဝင်စားစရာပါ။အများစုကတော့1ချန်ပီယံရှစ်အနေနဲ့စီးပွားရေးရတွက်ချေကိုင်းမဲ့တာဝန်ချိုင်းရဲ့ကပတ်ကာကွယ်ပွဲကိုပဲစီစဉ်ပေးဖို့များနေပါတယ်။ပရိသတ်တွေကသူ့ကိုအများဆုံးပြန်မြင်ကျင်ကြပြီးမြဲတစ်ဖက်မှာလည်းစောလွန်အားကြီးမှာကိုစိုးရိမ်နေကြပါတယ်။ကစားမတွေကကိုကနာစင်နဲ့မဖြစ်သေးဘဲနဲ့စိတ်ဆန္ဒစောတော့ပြန်လာမိရင်ကစားမဘွားပါပျက်စီးသွားနိုင်တဲ့အန္တရာယ်ရှိနေတာဖြစ်ပါတယ်။ချုပ်ပြီးတော့သုံးသက်ရမယ်ဆိုရင်တော့တာဝန်ချိုင်းရဲ့တန်ရာတက်တာလာခြင်းဟာမွေထိုင်းလောကအတွက်သတင်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။သူကအသက်ငယ်ရွယ်သေးတာကြောင့်ပြန်လည်ကုစားနိုင်မှု recovery rate ကပုံမှန်မြန်ဆန်နေတာဖြစ်ပါတယ်။သူရဲ့ပရိသတ်တွေအနေနဲ့စိတ်ရှည်ရှည်ထားပြီးတော့စောင့်ဆိုင်ပေးကြဖို့လိုအပ်ပါတယ်။တာဝန်ချိုင်းပြန်လာတဲ့အခါပုံမအားတန်တဲ့ပုံမစာလောင်ရဲ့ကြားတကောင်ဖြစ်ပြန်မြင်ကြရမှာဖြစ်ပါတယ်။သူသဖြင့်သူရဲ့ဘယ်ချေကန်ချက်တွေကအရင်ကထက်ပုံမပြင်းထန်မလားဒါမှမဟုတ်ဒဏ်ရာကြောင့်ကစားပုံပြောင်းသွားမလားဆိုတာကတော့စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ခင်ဗျာ။ခဏနားတယ်ဆိုတာကပိုဝေးဝေးကိုခုံမှုနောက်ဆုတ်လိုက်တာပါဆိုတဲ့စကားအတိုင်းပဲတာဝန်ချိုင်းတယောက်ပုံမတောက်ပတဲ့အောင်မြင်မှုတွေနဲ့ပြန်လာနိုင်ပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်ခင်ဗျာ။ကြည့်ရှုပေးကြတာအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။